ကိုတုတ်ကြီးပြောတဲ့ရွာဒီရွာလားမသိဘူးဟာဟုတ်တယ်ဟာဟုတ်တယ်ဟာလူတွေပါရောက်နေပြီအောင်ကြီးဒီရွာအကိုတို့စားသေးဘူးမလားပေါ်တာလေဟိုစားသေးမစားသေးကိုတို့ဘယ်သူစောင့်နေရလဲဗျငါတို့ကဟိုဟာဗာစားပွဲစောင့်နေတာကွာဟုတ်ကိုခဏကျွန်တော်ဟိုရွာလေးပတ်ကြည့်လိုက်ရမယ်နော်ဟိုခဏကျွန်တော်ညကြငါတို့လည်းညကြမှာပွဲစားမယ်ဟုတ်ကိုကျွန်တော်ရွာလေးပတ်ကြည့်လိုက်ရမယ်နော်ဒီအိမ်လေးခေါင်းနဲ့အိတ်ခင်းနဲ့အိတ်တာမဟုတ်ပါမင်္ဂလာပါဗျမင်္ဂလာပါဗျဒီကောင်လေးစကားပြောနေတာတော့ပါကွာကိုမင်္ဂလာပါဗျဒီရွာဘာပေါ်တာလဲဗျအခုခဏလေးခဏလေးတော့ငါတော့မှအလုံးများငါအလုံးများနေလို့ကတော့မပြောတော့ဟုတ်ကဲ့ပါဗျာကိုကြီးပါခံလို့သူများအိမ်ခေါ်ဖို့နေလို့မရဘူးဟုတ်ကိုကြီးတော့ဗါဒီနားကအပေါ်ဆုံးကဘာပေါ်တာလဲဒီနားကပေါ်တဲ့ကောင်ကတော့ဟိုတန်းပေါ်နေစမားပေါ်နေဟိုဟုတ်လားကိုကြီးမင်္ဂလာပါကိုလူတိုင်းပြောကိုလူတိုင်းဘာလုပ်တာလဲငါတော့ကင်းဆောင်တဲ့အလုပ်လုပ်ပါတယ်ကွာညရောက်ရင်တော့သွားရတော့မယ်ပါတီပွဲစတော့မှပါတီပွဲညရောက်မှရွာပတ်ဒီပတ်ကြည့်လိုက်အောင်မကွာရွာပတ်ဒီပတ်ကြည့်လိုက်ရမယ်ထိတော့ပါကွာအပြင်နေပတ်ကြည့်မယ်ကွာနေတော့ဝင်တော့မယ်ဟာအချိန်ပါပဲကျွန်တော်ကတော့ပါတီပွဲသွားပါပြီ Let's go တော့နေဝင်နေဆိုပါတီပွဲစပြီတင်နေခဏလေးငါမေ့လို့ပါတီပွဲသွားအောင်မယ်ရောက်နေပါတီပွဲဒီမှာကြီးရအောင်ဒီနေ့ကကိုတုံကြီးရဲ့မွေးနေရောငါတို့ဒါသွားပေးရမယ်ငါတို့ကိုတုံကြီးရဲ့မွေးနေလည်းသွားပြီးပါတီပွဲစနေလားဒီကောင်ပါလို့လားဘာလဲကိုတို့ပါတီပွဲစနေလားစနေပြီအောင်အဆိုတော်ရောက်နေပြီလားAnonymous မင်္ဂလာပါကိုတုံကြီး Anonymous ကအတန်ကောင်းနေရကောင်းလို့ဝါတီရစားကြပါမယ်ဝါတီမစားခင် Happy birthday လုပ်ရမယ်လေ Happy birthday to you Happy birthday to you Happy birthday to youလောက်ခုတ်ဒီချန်ကိုတို့ကြီးလို့တော့စားပြီနော်အစားစားမှာကြီးကိုတို့ကြီးကမွေးနေတဲ့ဆောင်ပါတယ်ရငါ့ပြကြည့်ပါဦးကျွန်တော်လာပြမယ်ကိုတို့ကြီးကမွေးနေတဲ့ဆောင်ဒီမှာဒါလေးပန်းအိုးဗျအပန်းကဈေးကြီးရဲ့ကျော်ရန်ကုန်ကနေတဲလာကိုတို့ကြီးနောက်မှယူမယ်နောက်မှယူမှာလားကိုတို့ကြီးကတောင်းမှယူမယ်တဲ့ရှင်းလို့လားကြည့်အောင်တယ်တော့လာမယ်ကြီးလေကိုအောင်လာတော့လဲတော့ပါဝဲမရောအတန်ကောင်းနေဗျကိုငါတာဘယ်တော့ပြရသူကြားကြည့်သလောက်ပဲပြရမှာလုံးလေးဆိုမယ်လေအောင်တယ်တော့လာပြီအချင်းကြီးပဲဆိုနေမမိုက်တော့ဘူးသူ
လက်ဆောင်ပန်းကအားရည်လက်ဆောင်ပေးတာတော့အစားပြီကိုတော့ကြည့်ကျွန်တော်ပြန်တော့ပဲဗျလူလည်းနဲလာရင်အစားဆိုင်နဲ့ကောင်ကကျွန်တော်ပြန်တော့မယ်တော့ကိုတော့ကြည့်2,000 years later ကိုတော့ကြည့်ပြန်တော့မယ်ဗျအေးပြန်အေးတော်လေကျွန်တော်လည်းပြန်ရတော့မယ်ဗျအေးဘိုင်းမိုင်ကိုတို့နှုတ်ဆက်ပါတယ်ဘိုင်းမိုင်အေးနော်နီမတ်ပုံလေးတစ်ပုံလောက် cheese ကဲပါပြန်တော့မယ် let's go အားရတစ်ပိန်နဲ့တိုင်းပြန်ပြီဘိုင်းရွာလေးနှုတ်ဆက်လိုက်ပါတယ်ပန်းဦးတွေကျွန်တော်ကိုတိုကြီးမပေးခဲ့ဘူးကွာမဝကြီးအောင်ဒီနားမှာထားခဲ့လိုက်တော့ဘိုင်းအားလုံးပဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်နေကြရင်ဘိုင်းခဏလေးစကားမဆက်ကျွန်တော် channel လေးကိုလည်း like and subscribe နဲ့ပေးပါကျွန်တော်အားပေးကြပါဗျဘိုင်း